ဒီဗီဒီယိုထဲမှာမနေစီရဲ့နှခမ်းကြီးချေထားတဲ့လို့လေအရမ်းမိုက်တယ်ရောမြို့ခါလာဆိုပြီးတော့အပေါ်နှခမ်းလုံးဝမပါဘဲနဲ့အောက်နှခမ်းကိုမှအလဲနာခပ်ပပလေးကို glow သွမို့ wine လေးထွက်ထားတာအရမ်းမိုက်တယ်အဲ့ဒီသူ့ရဲ့အောက်နှခမ်းလေးဖူကြွပြီးတော့မှဆို glow နေတာကသူ့ရဲ့ makeup လို့တစ်ခုလုံးပိုကြွသွားတယ်လို့မျိုးစကားပြောတဲ့ချိန်မှာလည်းအရင်ဆွဲဆောင်မှုရှိရဲ့ကြည့်မဝရှုမဝဖြစ်တဲ့အထိပဲပေါ့သူများတော့မသိဘူးကျမတို့ဒီဗီဒီယိုဆက်ဆက်မေချင်းမနေစီရဲ့အောက်နှခမ်းလေးကိုပဲကျမငင်းကြည့်နေမိတာကွယ်နောက်နေ့ကျရင် makeup လေးတစ်ချပြပြီးတော့မှတလီမျိုးနှခမ်းကြီးစိုးတဲ့ပုံစံမျိုးလေးမဆိုလာချေပြပါမယ်အရင်ကြီးတွေထိုးကြီးမဟုတ်ဘဲနဲ့ရိုးရိုးရှင်းလေးနဲ့စမ်းနေရဆိုတော့ဒီ look ကလူတိုင်းနဲ့လိုက်မယ်ထင်တယ်ဒီဗီဒီယိုထဲမှာတော့ထုံးစံတိုင်းမဆိုနှခမ်းမောင်လေးကိုပြီးတော့မှ lip wine ကိုနှခမ်းအပြည့်ဆိုပြထားတာပါလေဒါမျိုး all in one lip wine quality ကောင်းလေးတစ်ပူရှိအောင်လည်းလေမဆိုနှခမ်းကြီးပေါင်း16000စိုးထားတဲ့နှခမ်းသားပြည့်စည်မှုတွေနှခမ်းသားကြမ်းနှင်းသွားတာတွေနှခမ်းသားညိုမဲသွားတာတွေနှခမ်းသား၆တွေ့သွားတာတွေအကုန်လုံးပြည့်ပြီးတော့မှကောင်းလာပြီးရကုစားပြီးရပေါ့နော်အထူးပဲဒီဂျီလေး lip wine မှာဆိုလို့ရှိရင်သွားရေတက်အပြည့်ဝပါတယ်ဗီတာမင် E collagen ပြီးရွှေမုံမှာပါတာမို့လို့နှခမ်းသားကိုအပြည့်ဝပြန်ပြီးတော့မှ sporting ပေးတယ်တေချာလေး treatment လုပ်ပေးရပေါ့နော်ပြီးဒီကောင်က filler effect ပါပြီးသားမလို့ဆိုးပြတဲ့နှခမ်းကိုတစ်ဆင့်ဖူးကြသွားတာကိုမြင်ရပါလိမ့်မယ်သူက glow နဲ့လုံးဝမတူတာကအရန်ပေါ့ပါတယ်ဆိုလို့ဆိုတာမှမသိတောင်တအားကိုပေါ့ပါတယ်ပြီးရင်အပေါ်စီကတာလုံးဝမရှိဘူးပေါ့နော်သူ့ဒီမျိုးလေးဆိုးထိုင်လဲတဘာဝဆက်စံနဲ့လှပေးမဲ့ပြင်ကိုပွဲတက်လို့တည်ဆိုလို့ရှိရင်လည်းကိုကြိုက်တဲ့နှခမ်းကြီးတစ်မျိုးဆိုးပြီးတော့မှအပေါ်မှာထပ်ဆိုးလိုက်အရန်မိမအဲ့တော့ဒါမျိုးဘဲဆောင်သုံး all in one lip wine က2025ကနေစပြီးတော့မှတကဘာလုံးမှာ trend ဖြစ်လာပြီးရောင်းအကောင်ဆုံး lip wine တစ်မျိုးလည်းဖြစ်တယ်ပေါ့နော်အဲ့တော့တအိမ်မှာတစ်စုံတော့လုံးဝဆောင်ထားတင်ပါလေ